ဟဲ့ညီမလေးတို့အမပြောစရာရှိတယ်ညီမလေးတို့တော့အောင်မနေရတော့လားစာတော့ထွက်ပြီးသွားပြီဒါပေမဲ့အမဒီနေ့ဘောနက်လေးပေးစရာရှိလို့ကဲဘောနက်ကဘယ်သူရရလို့ထင်လဲဘောနက်ရသွားတော့ညီမလေးရုံးမယ်ဖြစ်ပါတယ်ညီမလေးရုံးကကြံခဲ့တဲ့တလားလုံးမှာရက်လဲမှန်တယ်အချိန်ဆိုလဲမှန်တယ်ပြီးတော့ရောင်းကအကားဆုံးဆိုရလဲညီမလေးရုံးမယ်ရတာအမကတော့ညီမလေးရဖြစ်နိုင်တော့ညီမလေးတို့တော့အောင်စလုံးပေးချင်တာဒါပေမဲ့ညီမလေးတို့ခဏခဏရက်ကလည်းတက်တယ်အဲ့တော့ညီမလေးရုံးအတူယူနော်တောင်းကြညီမလေးရုံးလိုမျိုးဖြစ်အောင်လုပ်ကြနော်ပြောလိုက်တာဟဲ့ငါဒီနားလေးဘောနဲ့ရတယ်ဟုတ်တယ်နော်ယုံဒီကလေးဘောနဲ့ရပြန်ပြီဘောစားပါလေဟာငင်းညက်ကန်ကောင်းတာပဲဟုတ်ပါတယ်ဘာလဲပြောအရင်အားကြကျေးဇူးတင်ပါတယ်ဟဲ့ဒီလိုကြောင့်ငါရတာဗောနော်အဲ့တဲ့ငချင်းလေးကိုငါဘောနဲ့ရရဲ့ပတ်စံလဲမဟုတ်ဝဲကျင်းမယ်နော်ငါမို့တော့ဝယ်လာအောင်မသိရနော်ဟိုတည်းကတော့မိုးပေါဝယ်ကြီးရဲ့သူ့ကိုယ်သူကန်ကောင်းနေချင်းနေလားမသိဘူးမလီမန်နေဂျာကိုဖတ်လို့ရတာပေါ့အခုလက်ကြည့်အောင်ငါတို့မဟုတ်ဝယ်ကျူမိုးပေါဝယ်ရေးတဲ့ငါတို့ကသူကြည့်မှစားမှကြာနေတာဟုတ်ပါဟဲ့ငါတို့ဝယ်ကျင်းလို့ဘူးတော့မကြပါဘူးဒီကြားလေးလူကြောက်တော့နေမြင်လားမသိပါဘူးဟဲ့ပြောလည်းမပြောချင်တော့ပါဘူးဟဲ့လာဟိုတည်းကပြန်လာတော့မယ်ပြန်လာလို့ရှိရင်သူ့ကိုကျွန်းနေမို့တူငါတို့ကမစားချင်ပဲစားနေရအောင်စားလို့လည်းမြင်ကြမှာမဟုတ်ပါဘူးဟိုငါတို့ပြန်မလာငင်လှုပ်ဆက်ရှိရလှုပ်ကြမယ်နေရောက်ဖွဲ့ပြီးဒီလိုစဲတော့တော့တဲ့ငါပြောမယ်ညငါကြောက်ပွဲတဲ့ထိုင်းခါတည်းอ่ะကြည့်လိုက်သေးလားကြည့်လိုက်တယ်လေဟုတ်တယ်ငါလေးတော်ကြီးဟာလာပြန်ပြီးတော့ရမ်းမလားဟဲ့တကယ်ကြီးလို့ဘာကြီးပြောနေကြရလဲဘာဝဲဒီတိုင်းပဲဟဲ့ငါတို့ညနေတိုင်ဝယ်သားလို့တော့စားဖို့လေလိုက်ခဲ့ပါလားလိုက်တော့ပါဝဲငါတို့ညနေတိုင်ဝယ်စရာရှိသေးရဲ့ဟဲ့လိုက်တော့နော်ဒီနေပဲဆက်လို့ရသေးရဟောဘာလို့ရှောင်းမလောက်သွားကြရလဲမသိဘူးငါလည်းသူ့ကိုဘာမှမလုပ်ဖ ೇನೆ အဲ့ဟိုမှာ customer လာနေညရောင်းပါလားရောက်ချင်ပါဘူးအဲ့ customer ကြီးရတယ်မြန်လေးစစ်ကလည်းစစ်သေးတယ်ရောက်ချင်ပါအဲ့ဆိုအရန်တော့ပါဆိုမျိုးပေါ့ရောက်ခိုင်းလိုက်လို့ရိုးရင်ခဏလောက်လာပါအောင်ဟောရေးတကယ်ကြီးဘာဖြစ်လို့လဲတကယ်ကြီးပါလီ customer လာလို့လေအဲ့ customer ကိုနေရောက်ပြီလို့ရလားမသိဘူးဟောရတာဗောတကယ်ငါတို့အများကြီးဝယ်တာငါတို့လုတ်ကလေးပေါ်လာလို့လေအေးရတကယ်တော့လာအေးရတကယ်ရမ်းမလဲဒီမှာပါရှင်းမှာဗာလေးတက်ပေးရမလဲရှင့်အမငကပုံစံလေးလာကြည့်တာဒီမှာလေငကပုံစံတာလေးရှိရဆိုလို့ဟုတ်ကဲ့ဟုတ်ရှိရဲ့မပြကြည့်ပါအောင်နော်ပြပြီလားမဒီလိုငကစမ်းလေးလေးအများကြီးရှိရဲ့ဒါမျိုးလေးဆိုရဲတာတယ်မှာပြပြ20လေးလေလို့ရှိရင်ဒီလိုကြောဝိုင်း20လေးလေပုံစံလေးစမ်းတာပါဒါလေးဆိုကိုယ်ထိုင်ပြစင်ပြီးဟုတ်တခြားနည်းပုံစံဒီဇိုင်းစမ်းတာလေးပြကြည့်ပါဟုတ်ပြမယ်ဒီလိုငကကလေးတွေရောမှာဒါမျိုးလေးဆိုရဲချစ်ဖို့ကောင်းတယ်ဘလို့ပုံစံလေးတွေဒါလေးဆိုလို့ရှိရင်လည်းတူဝင်ဝင်ရတယ်ဒါလေးဆိုလို့ရှိရင်လိုက်တယ်ဒါလေးရဒီဇိုင်းတော်ဆန်းတယ်နော်ဟုတ်ဆန်းတယ်မှာဒီလိုဟာလေးတစ်ခုပဲအခုလေးတစ်ခုလို့ထားလို့ရရတယ်ဒီဟာလေးအောက်က20 30အဲသူကကြာ30လောက်ပါတယ်ဆိုစိတ်တူလေးလေးရတယ်ဒါလေးစိတ်တယ်လေးလေးတစ်ချက်လောက်တက်ပြပေးကြည့်ပါလားဟုတ်ကဲ့မှာဟုတ်ဒါလေးစိတ်ကြည့်တယ်နော်ဒါလေးကကျတော့စောက်သိမ်းလို့ရှင်းမှာအဲ့ဆိုရင်ဒါလေးပဲပေါင်းချဖွင့်မယ်လေနော်ဒါလေးဟုတ်ဒါလေးပေါင်းချဖွင့်နော်ကျေးဇူးပါရှင်မှာနောက်လည်းအများကြီးဝင်နိုင်ပါရှင်အေးညီမလေးနောင်လိုရာရှင်းလဲလာခဲ့မယ်နော်ညီမတို့ဆိုင်မှာဝယ်ရစိတ်ချမ်းသာတယ်ညီမလေးနဲ့ဈေးဝယ်ရစိတ်ချမ်းသာတယ်နောင်လိုရာရှင်းလာခဲ့မယ်နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကျေးဇူးပါရိုးရင်ညီမလေးခဏလာပြီးရင်လှိုင်လှိုင်နဲ့ကြောကြောနဲ့ပါခေါ်လာခဲ့ပါအောင်နော်ဒါကြီးညီမတို့ခေါ်ရဲဆိုအော်ဟုတ်တယ်ညီမလေးအမပြောစရာရှိလို့ညီမလေးတို့ခုန customer ဘလို့ဆက်ဆံလိုက်တာအမအစားဆုံးမြင်တယ်နော်ပြီးတော့ညီမလေးတို့အမမှားထားအောင်မယ် customer ဆိုတာကိုယ့်ရဲ့ commission လေကိုယ့်ရဲ့ commission အဲ့လိုဆက်ဆံလို့မရဘူးလေပြီးတော့အမနောက်တစ်ခုပြောအောင်မယ်ညီမလေးတို့ရုံးပေါ်မှာဘယ်လိုဆက်ဆံနေရလဲအမအစားဆုံးသိတယ်နော်အကုန်သိတယ်ညီမလေးတို့မပြောချင်ဘူးညီမလေးတို့ကကိုရိုင်းရမ်းလည်းမလုံနိုင်ဘူးသူများလုံနိုင်တော့လေညီမလေးတို့ကဘေးနားကနေဝိုင်းပြီးအားပေးရမှာလीညီမလေးတို့အဲ့လိုအမြုံစိတ်တွေနဲ့မနာလိုစိတ်တွေနဲ့ဘယ်လုပ်ငန်းအောင်တော်တော်အဆင်ပြေနေမှာမဟုတ်ဘူးနော်အမအဲ့ဒါပဲပြောချင်တယ်ဒါပထမဆုံးတင်နေနောက်ဆုံးတင်အမတတိပေးတာနော်နောက်တစ်ခါဖြစ်လာမယ်ဆိုလို့ရှိရင်နောက်တစ်ခေါက်ဆိုတာခွင့်ရေးဆိုတာရှိလာမှာမဟုတ်ဘူးအမတစ်ခါတည်းလှုပ်ထုတ်ပြပါဟုတ်ကဲ့ပါအမဖြစ်စေရပါငါတို့မှမညီမလေးပါအေးညီမလေးတို့အမစောင့်ကြည့်နေမယ်နော်နောက်တစ်ခါအဲ့လိုမျိုးထပ်မမြင်ချင်တော်တော်လှုပ်ဆက်ရှိရတော့လို့